2025စီးကိန်းမှာပါဝင်ရှင်ပြိုင်နေတဲ့မြန်မာမျိုးသမီးဘောလုံးသင်းဟာပွဲစဉ်နှစ်ပွဲကစားပြီးမှအုပ်စုပထမအနေနဲ့နောက်တစ်ဆင့်အောင်တက်လာနိုင်ဖို့အခြေအနေကောင်းနေပြီဖြစ်ပါတယ်။မြန်မာမျိုးသမီးဘောလုံးသင်းဟာမဲခွဲဆုံးဖြတ်မှုတွေအရအုပ်စုပြီးမှဖိလစ်ပိုင်မလေးရှားဗီယက်နမ်အသင်းတွေနဲ့အတူတအုပ်စုတွေကြောက်ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာ9ရက်နေ့ကဖိလစ်ပိုင်အသင်းနဲ့ရှင်ပြိုင်ရတာဖြစ်ပြီးတော့မွေးစားသမီးတွေနဲ့ရှေ့စွာနေခဲ့တဲ့ပီနေအသင်းကို2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာတော့မလေးရှားအသင်းနဲ့ရှင်ပြိုင်ရင်ဆိုင်ခဲ့ရပြီး3ဂိုး9မရှိဆိုတဲ့ရလဒ်နဲ့ထပ်မံအနိုင်ရရှိခဲ့ပါတယ်။မြန်မာမျိုးသမီးဘောလုံးသင်းဟာဒီဇင်ဘာလ17ရက်နေ့မှာဗီယက်နမ်အသင်းနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကိုရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာကံကောင်းခြင်းများစွာနဲ့အတူအခွင့်အရေးတိုင်းကိုဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ရှိနေပါစေလို့ Sport for You မြန်မာမိသားစုမှဆုမွန်ကောင်းတောင်းပေးနေပါတယ်ခင်ဗျာ။အားကစားချစ်သူတွေအတွက်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ content တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်။